မျိုးသားဖြစ်သူကသူ့အချစ်ဦးရဲ့ရုပ်လောင်းကိုပွေ့ချလိုက်တဲ့နောက်တစ်စက္ကန့်မှာပဲလုံးဝဆွန့်သွားခဲ့ရတယ်အကြောင်းကတော့သူ့ရှိတဲ့မှာ20နှစ်ကြာအတူလက်တွဲလာခဲ့တဲ့သူ့ဇနီးတွေကကားလေးကနေလှမ်းကြည့်နေလို့ပါပဲဇနီးဖြစ်သူလည်းဇဝေဇဝါဖြစ်သွားရတယ်တေဆုံးသွားပြီလို့ထင်ထားတဲ့သူ့ယောက်ျားကဒီနေရာကိုဘလို့ဖြစ်ပြီးရောက်နေရတာလဲဒီအချိန်မှာတော့အမျိုးသားကသူ့တေချာကြံစီထားတဲ့အကွက်စင်တေချာဟန်ဆောင်မှုအစီအစဉ်ကြီးစက်ဖုံးကွယ်ထားလို့မရတော့မှန်ရိပ်မိသွားခဲ့တယ်ဒါကြောင့်လည်းစိတ်မကောင်းခြင်းပြစ်ရှိစိတ်တို့နဲ့အတူကားအစီအစဉ်ကြောင့်တေဆုံးသွားခဲ့ရတဲ့အဖြူရောင်လာမင်းလေးသူ့အချစ်ဦးရဲ့ရုပ်လောင်းကိုမြေပြင်ပေါ်ညင်သာစွာချပေးလိုက်ရတယ်အဲ့ဒီအချိန်မှာကားထဲကနေတက်စီတွေရိုစိတ်နေပြီးဘဲချိန်မဆိုပောက်ကွဲသွားနိုင်တဲ့အခြေအနေမှုလူတွေအကုန်လုံးလမ်းဖြန့်ပြီးထွက်ပြေးနေကြပေမဲ့အဲ့ဒီအမျိုးသားကတော့သူ့ဇနီးကိုပဲစူးစူးဆိုင်ဆိုင်စိုက်ကြည့်ရင်ဇနီးစီကိုတဲတဲမတ်မတ်ရှောက်လာခဲ့တယ်သူ့မျက်နှာပေါ်ကအပြစ်ရှင်ဝါတွေကိုမြင်တော့ဇနီးဖြစ်သူကရှင်မတည်သေးဘူးဆိုရင်ကျမစီဘာလို့ပြန်မလာခဲ့တာလဲပြီးတော့မြေပြင်ပေါ်မှာလဲနေတဲ့မိန်းကလေးကကောဘယ်သူလဲလို့မေးခွန်းထုတ်ခဲ့ပေမဲ့အမျိုးသားမှာဘာဖြေမှရှိမနေခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ကားပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီးအမျိုးသားကသူ့ဇနီးကိုကားနီးကနေဆွဲထုတ်ကာသူ့ရဲ့ခန္ဓာကိုယ်နဲ့အုံမိုးကဝယ်ပေးခဲ့တာကြောင့်သူတို့နှစ်ဦးစလုံးအသက်ဆုံးရှုံးသွားခဲ့ရတယ်ဒါပေမဲ့နောက်တစ်ခဏမှာပဲဇနီးဖြစ်သူကရုတ်တရက်ပြန်လို့လာခဲ့ပြီးဘေးနားမှာအသက်ရှင်လျက်အကောင်းတိုင်းရှိနေတဲ့လင်ယောက်ျားကိုမြင်လိုက်ရတယ်အဲ့ဒီတော့မှသူမဟာအသက်20အရွယ်အတိတ်အချိန်စီကိုပြန်ရောက်လာခဲ့မှန်းသဘောပေါက်သွားခဲ့တယ်ဒီအခြေအနေကိုမြင်ပြီးဇနီးဖြစ်သူကအံ့ဩတုန်လှုပ်သွားခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့အမှန်တရားကိုသိအောင်စုံစမ်းတော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်သူ့ယောက်ျားကဘာဖြစ်လို့တေချာဟန်ဆောင်ခဲ့ရတာလဲပြီးတော့သူ့ဘေးနားကအဲ့ဒီမိန်းကလေးကကောဘာတူလဲဆိုတာကိုပေါ့သူတို့နှစ်ယောက်ဟာကောလိပ်ကျောင်းသားဘဝကလေးကတွဲလာခဲ့ကြတာဖြစ်ပြီးတယောက်ကိုတယောက်အသက်ထက်မကယူယူမူမူချစ်ခဲ့ကြတာပါသူ့ယောက်ျားကဇနီးအတွက်ဆိုအသက်တောင်ပေးဝင်နေသူလို့လူတိုင်းကသတ်မှတ်ထားကြတာဒါပေမဲ့ဇနီးဖြစ်သူကနောက်ွယ်ကအကြောင်းအရာတွေကိုစုံစမ်းလိုက်တဲ့အခါမှာတော့သူမရဲ့နှလုံးသားတစ်ခုလုံးဆက်ဆက်ခါအောင်ကွဲကြေသွားခဲ့ရတဲ့အကြောင်းကတော့သူ့ယောက်ျားဟာအဲ့ဒီမိန်းကလေးနဲ့ဖောက်ပြန်နေတာကြာလာပြီဖြစ်လို့ပါပဲအဲ့ဒီမိန်းကလေးကကျမသူတစ်ပါးအိမ်အောင်ရေးကိုဖျက်ဆီးတဲ့တတိယလူမဖြစ်ချင်ဘူးလို့ညင်းဆိုတဲ့အခါနေယောက်ျားဖြစ်သူကငါမင်းတယောက်တည်းကိုပဲချစ်တာပါလို့ချုံ့မော်ပြောဆိုနေတာကိုသိလိုက်ရတယ်ဒါကိုကြားလိုက်ရတဲ့ဇနီးတွေဟာသူ့ယောက်ျားရဲ့အချစ်တွေဆိုတာအလိမ်ညာတက်တက်ပဲဆိုတာသဘောပေါက်သွားခဲ့ပြီးအခုတော့သူ့ကိုလည်းသူ့အလိမ်ညာတွေနဲ့သူပြန်ခံစားရအောင်လုပ်ပေးရတာပေါ့လို့တွေးလိုက်တယ်ဒါကြောင့်သူမကလည်းသူ့ရှိမှတင်တေချာဟန်ဆောင်ပြပြီးကိုချစ်ရတဲ့သူကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကဘယ်လိုမျိုးလဲဆိုတာကိုလက်တော့ပြန်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူမဟာအမေဖြစ်သူစီဖုန်းဆက်ပြီးနောက်3ရက်နေရင်လေရင်ကြကြမှုတစ်ခုဖန်တီးနိုင်ဖို့ကိုပိုင်လေရင်တစ်စီးစီစဉ်ပေးဖို့အကူအညီတောင်းလိုက်တယ်အဲ့ဒီညမှာပဲသူမဟာအရင်တုန်းကသူ့ဘေးနားမှာအငဲရှိပေးခဲ့ပြီးအခုကျမှထိုမိန်းကလေးစီသွားဖို့အတွက်အငဲတန်းလိန်ညာနေတတ်တဲ့ယောက်ျားဖြစ်သူကိုတွေးပြီးဝမ်းလေးပက်လက်နဲ့အိပ်ပျော်သွားခဲ့တယ်ပြန်လို့လာတဲ့အခါမှာတော့သူ့ယောက်ျားကဘေးနားမှာရှိနေပြီးသူမအကြိုက်ဆုံးကိတ်မုံလေးကိုဝယ်လာပေးတာတွေ့ရတယ်ဒါကိုမြင်တော့ဇနီးတဲ့ရဲ့စိတ်အနှဲငယ်ပျော့ပြောင်းသွားခဲ့ပေမဲ့ကန်ဆိုးကျင်တော့အဲ့ဒီဖောက်ပြန်ဖို့မိန်းကလေးကသူမစီကိုဓာတ်ပုံအချိုးနဲ့အတူမမယောက်ျားကလေညီမလေးသွေးရင်းတကြားတန်နေပြီးမူးလဲသွားမှာဆိုလို့ဆိုပြီးကိတ်မုံလေးကျွေးသွားသေးတယ်မမစိတ်မဆိုးဘူးမလားဟင်ဆိုတဲ့တောင်ပြောင်တော်လေးတဲ့ message ပို့လာခဲ့ပြန်တယ်ဒါကိုဖတ်ပြီးဇနီးတဲ့ရဲ့နှလုံးသားဟာနောက်တစ်ကြိမ်ထပ်မံကွဲကြေသွားခဲ့ရပြီးညစ်ပတ်သွားတဲ့အရာမှန်သမျှကိုအမိုက်ပုံးထဲပဲတန်းကြည့်ရမှာလို့အေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတော့တယ်ရက်တွေကုန်လွန်သွားပြီးသူတို့ရဲ့ခုနှစ်နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ကိုရောက်ရှိလာခဲ့တဲ့ဇနီးတွေကဒီနေ့ရက်လေးကိုသူ့ယောက်ျားနဲ့အတူဖြတ်တန်းကျင်ခဲ့တာပါဒါပေမဲ့အဲ့ဒီနေ့မှာပဲအဲ့ဒီမိန်းကလေးကပြားဆက်တစ်ပုတ်ထပ်ခင်းလိုက်ပြန်တယ်သူမကငိုယိုပြီးပြေးလာကဟန်ဆောင်ပြီးယောက်ျားကိုဖတ်လိုက်တယ်ညီမလေးရဲ့မျိုးတယောက်ကညီမလေးကိုမဖွင့်မရလာကင်တွေဖို့လုပ်တယ်လို့ပြောတယ်သူမရဲ့တရုပ်ဆောင်မှုကတဘာဝကြလွန်းတော့ယောက်ျားဖြစ်သူကပြပြတလဲစိတ်ကူသွားပြီးသူမကိုရင်ခွင်ထဲဆွဲသွင်းကနှစ်သိမ့်ပေးလိုက်ဒါကိုမြင်ရတဲ့ပတ်ဝန်းကျင်ကလူတွေကလည်းသူတို့နှစ်ယောက်ကြားမှာတခုခုရှိနေပြီဆိုပြီးအတင်းချင်းတွေပြောကြတော့တာပေါ့ယောက်ျားဖြစ်သူရဲ့တငယ်ချင်းကလေးကမင်းစည်းမကြော်နဲ့ဦးလို့တတိပေးတဲ့အခါမှာတော့သူကငါအဲ့ဒီမိန်းကလေးကိုကာကွယ်ပေးခြင်းလို့တေချာဟန်ဆောင်နေရတာပါလို့ပြန်ပြောခဲ့တယ်ဒီစကားကိုဇနီးတွေကနားနဲ့ဆက်ဆက်ကြားလိုက်ရတဲ့အချိန်မှာတော့သူမနှလုံးသားတစ်ခုလုံးလုံးဝဆက်သိမ်းသွားခဲ့ရပါပြီသူမကစိတ်ထဲကနေမနှက်ဖြန်ကြရင်ငါတေဆုံးသွားတဲ့သတင်းကိုကြားရရင်သူအရန်ပျော်နေတော့မှာပဲလို့တွေးလိုက်မိတယ်ဟဲနောက်ထပ်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုသိချင်ရင်တော့အခုပဲ like လေးလုပ်ပြီးစောင့်မျှော်ပေးကြပါဦးရှင်